Christmas ကာလကိုပြန်ပြီးတော့ရောက်ရှိလာပြီဒီကနေ့ဟာဆိုရင်ဖြစ်ကျွန်တော်တို့တွေ Christmas နေ့ခရစ်တော်ရဲ့မွေးနေ့ကိုကျွန်တော်တို့ကျင်းပတယ်ကျွန်တော်တို့ဒီမှာပဲမဟုတ်ပဲနဲ့တကဘာလုံးမှာကဘာတွန်းနဲ့ခြီးပြီးတော့ကဘာသူကဘာသားတွေဟာသခင်ခရစ်တော်ရဲ့ဝေးဖွားခြင်းကိုဝမ်းမြောက်ဝမ်းသာစွာနဲ့ကြိုဆိုကြတယ်ခရစ်တော်ရဲ့မွေးနေ့ခရစ်စမတ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာလူတွေဟာမျိုးမျိုးအဓိပ္ပာယ်ဖွင့်ကြတယ်ခရစ်စမတ်ချိန်ကာလဆိုပျော်ကြတယ်ရွှင်ကြတယ်အဓိပ္ပာယ်အမျိုးမျိုးကျွန်တော်တို့ဖွင့်ဆိုကြတယ်ခရစ်စမတ်ကာလခါတချို့လူတွေအတွက်ကတော့အားလတဲ့အချိန်အလုပ်တွေပိတ်ရုံတွေပိတ်ပြီးအားလတဲ့ရက်လို့တချို့တွေကသတ်မှတ်ကြတယ်တချို့လူတွေအတွက်ခရစ်စမတ်ကာလဟာပျော်စရာကာလပျော်ပွဲရှင်ပွဲတွေကျင်းပတဲ့ကာလဆိုပြီးတော့တချို့တွေကယူဆကြတယ်။ကျွန်တော်တို့ခရစ်ယာန်တွေအတွက်ကျွန်တော်ခရစ်စမတ်ကဘာအဓိပ္ပာယ်ဆောင်တယ်လဲကျွန်တော်တို့တရားချင်းစီမှာရှိတဲ့လူတွေကြည့်မယ်ဆိုရင်အဖြစ်မျိုးမျိုးထွက်မှာပဲTV လဲအဘီယာရိုက်ထားတော့မင်းလို့လဲမကောင်းသမုတ်ခြေတွေမားနေရက်စရာဖြစ်မှာဆိုအဲ့တော့ခရစ်ယာန်တွေအတွက်သူပြင်ကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေအတွက်ကခရစ်စမတ်ကဘာအဓိပ္ပာယ်လဲပျော်စရာတက်တဲ့ပဲလားယုံပိတ်ရဲ့အားလရဲ့ခရစ်စမတ်ကာလဘယ်သွားကြမလဲအပန်းဖြစ်ခီးဆိုပြီးတော့အချိန်တွေဆွဲတဲ့အချိန်ကာလလားခရစ်ယာန်တွေအတွက်အထူးသဖြင့်ကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေအတွက်ခရစ်စမတ်ဆိုတာဟာခရစ်တော်ရဲ့မွေးဖွားခြင်းဟာဒီတက်ကိုပြောလေးနဲ့ဘာဖြစ်လို့လဲဆိုရင် incarnation ဖျားရှင်ဟာလူရဲ့ဇာတိဖြစ်ကိုယူတယ်ဆိုလို့ကျွန်တော်တို့အတိတ်ပဲဖွင့်ဆိုလို့ရတယ်ဖျားရှင်ဟာလူရဲ့ဖြစ်လူဇာတိကိုယူဆောင်ယူပြီးတော့လောကကြီးမှာကြွလာတဲ့အချိန်ကာလဖြစ်တယ်ရိုးရိုးတာမန်လူဟုတ်ဖျားရှင်ဟာလောကကြီးကိုဆင်းကြွလာပြီးလူဇာတိလူအဖြစ်ကိုယူတယ်ကျွန်တော်တို့တွေနဲ့တူတတွေးတဲ့တသားတဲ့နေထိုင်ဖို့ကြွလာတဲ့ဖျားရှင်ဖြစ်တယ်အဲ့ဒီရဲ့အတိတ်ပဲကိုစောင့်တာဖြစ်တယ်ခရစ်စမတ်ဆိုတာအဲ့တော့ခရစ်စမတ်ကာလကဒီလိုအတိတ်ပဲစောင့်ရင်ဒီခရစ်စမတ်ကကျွန်တော်တို့အတွက်ခရစ်တော်ရဲ့မွေးဖွားခြင်းဖျားရဲ့လူဖြစ်စာဒီကိုယူခြင်းဟာကျွန်တော်တို့အတွက်ဘာကိုယူဆောင်ပေးတယ်လဲပုံမှန်အားဖြင့်မွေးနေ့ရှင်ဆိုရင်ကျွန်တော်တို့တွေကဘာလုပ်လို့ရှိလဲသူ့အိမ်မှာစပြုတ်တော့စားကြတယ်ဟုတ်လားသူ့အိမ်မှာကိုယ့်အိမ်မှာမိခိုးတိတ်ပြီးတော့သူ့အိမ်မှာသွားပြီးတော့ကျွန်တော်တို့တွေသူ့ကိုသွားပြီးတော့နှုတ်ဆက်ကြတယ်လက်ဆောင်တွေယူဆောင်ပေးတယ်မွေးနေ့ရှင်ကိုကျွန်တော်တို့ဘိုင်လဲမွေးနေ့ဆုတောင်းပေးတယ်ဒါမဲ့ဘုရားရှင်ဟာထူးထူးဆန်းဆန်းကျွန်တော်တို့တွေလူတွေနဲ့စတင်ပြီးတော့သူ့ရဲ့မွေးဖွားခြင်းမှာသူကိုယ်တိုင်ကလောကကြီးအတွက်လက်ဆောင်ယူဆောင်လာပေးတယ်ကျွန်တော်တို့သူ့တော့ပေးစံလို့သူကကျွန်တော်တို့အဲ့ဒီလက်ဆောင်ယူဆောင်လာပေးတယ်အဲ့ဒီလက်ဆောင်ကဘာလက်ဆောင်လို့ထင်လဲဘာလက်ဆောင်လို့ထင်မလဲချမ်းရှင်လက်ဆောင်ငိမ့်ချချလက်ဆောင်ချုပ်ပြောတယ်ပြီးတော့လေကဲတင်ချင်းလက်ဆောင်ဟုတ်တယ်ပြီးတော့ဘာလက်ဆောင်ယူဆောင်လာပြီးရယ်ငိမ့်ချချင်းကဲတင်ချင်းဒါတွေအားလုံးကမှန်တယ်ဒါပေမဲ့အရင်ကြီးဆုံးတစ်ချက်ကိုကျွန်တော်တို့မေ့နေဘာလဲဟုတ်တယ်ပြစ်သားကဲတင်ဖို့ဒါလည်းမှန်တယ်
နောက်အရေးကြီးဆုံးတစ်ချက်ကနော်ခုနတူထိန်လေးဟာကောင်းကင်တမန်ရဲ့ဒီပြောကြားချက်ကြောင့်ဘက်တလေဟေမြို့ကိုသွားပြီးတော့နော်သွားတဲ့အခါမှာနွားစခွက်တမှာသူငယ်တော်ယေရှုဖားမြင်တော့ပြီးတွေ့ရတဲ့အခါမှာဒါဖြစ်လေ ကြောရှင်တယ် ကဲတင်ချင်းရသွားတယ်လားငြိမ်းချမ်းချင်းရသွားတယ်လားအော်ပေါ်သွားတယ်နော်ဘာရသွားလဲပျော်ရွှင်ခြင်း joy တကယ်ခရစ်တော်ရဲ့မွေးဖွားခြင်းမှာမွေးနေ့ရှင်ကိုကျွန်တော်တို့ဘာမှပေးစရာမလိုဒါပေမဲ့မွေးနေ့ရှင်ကကျွန်တော်တို့ကိုပျော်ရွှင်ခြင်းကိုယူဆောင်လာပေးတယ်ဒါတော့ခရစ်မတ်ကာလမှာကျွန်တော်တို့တို့ပျော်လားပျော်တယ်အဲ့တော့ဒီပျော်ရွှင်ခြင်းဟာနော်ဘာကိုနော်ပြင်ပန်းပျော်ရွှင်ခြင်းတဲ့ကျွန်တော်ရဲ့အတွင်းစိတ်ပျော်ရွှင်ခြင်းဒီပျော်ရွှင်ခြင်းကဘာလဲဆိုရင်မိမိရဲ့စိတ်နှလုံးသားငြိမ်းချမ်းတယ်အေးချမ်းတယ်ခရစ်တော်ရှင်ရဲ့ဒီမွေးဖွားခြင်းဟာကျွန်တော်ရဲ့နှလုံးသားမှာပူလောင်နေတယ်ဆိုရင်ကျွန်တော်အတွက်ပျော်ရွှင်ခြင်းမဟုတ်ဘူးခရစ်တော်ရဲ့မွေးဖွားခြင်းဟာကျွန်တော်အတွက်ကနော်ဝမ်းနည်းစရာဖြစ်နေတယ်ဆိုရင်ကျွန်တော်အတွက်ကပျော်ရွှင်ခြင်းပေါ့နှလုံးစိတ်အေးချမ်းမှကျွန်တော်တို့ရဲ့စိတ်မှနဲ့အတွင်းစိတ်ပျော်ရွှင်ခြင်းကျွန်တော်တို့ရရှိတာဖြစ်ဒါကြောင့်လို့ကျွန်တော်တို့ရဲ့စိတ်မှနဲ့ပျော်ရွှင်ခြင်းဟာဘာလဲဆိုရင် a peaceful heart ငြိမ်းချမ်းစိတ်နဲ့နှလုံးသားခရစ်တော်ရဲ့မွေးဖွားခြင်းဟာအဲ့ဒီပျော်ရွှင်ခြင်းကိုဆောင်တော့ဒါကြောင့်လို့ joy to the world ဝမ်းမြောက်ဝမ်းသာတည်ဆိုကြတော့ဝမ်းနည်းကိုကြွေးဆောင်တဲ့ခရစ်တော်ကြိုးဆိုကြဘယ်လိုမှမပြောဘူးကဘာကြီးရွှင်လန်းဝမ်းမြောက်ကြဘာဖြစ်လို့လဲဆိုခရစ်တော်ရှင်မွေးဖွားခြင်းအဲ့ဒီဟာပဲဒါကြောင့်လို့ကျွန်တော်တို့နော်မင်းညလဲအပြန်လာကျွန်တော်လှုပ်ဆက်ကြတယ်ဒီနေ့လဲကျွန်တော်တို့ Merry Christmas တရားကိုတရားကျွန်တော်တို့လှုပ်ဆက်တယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်နေထွက်တဲ့ Merry Christmas ဆိုတဲ့အနိတ်ပဲအနှစ်သာရဟာအခုနပြောတဲ့ကျွန်တော်ရဲ့နှလုံးသားဟာငြိမ်းချမ်းခြင်းရှိပြီးတော့ကျွန်တော်ကိုနိုင်ကပျော်ရွှင်နေမှနော်တပါးသူကို Merry Christmas ပျော်ရွှင်တော့ Christmas ဖြစ်ပါစေလို့ကျွန်တော်တို့နှုတ်ဆက်ရတယ်Merry Christmas Merry Christmas ဝတ်ကြည့်တော့ကြည့်ပဲနော်အိမ်ကြီးချင်းလို့နှုတ်ဆက်လိုက်တယ်နော်ကိုအမေမလို့ကြည့်လို့တော့မရအောင်ဒါပေမဲ့ Christmas ဆိုတော့နော်နှုတ်မဆက်လဲမဟုတ်ဖွာလဲမရမှလဲဆိုတော့နော်အမေ Merry Christmas ဖေ Merry Christmas ဆိုပြီးတော့ကျွန်တော်တို့နှုတ်ဆက်လိုက်တယ်ကျွန်တော်ရဲ့ဒီစကလုံးရဲ့အနှစ်သာရကျွန်တော်တို့ဘာမှခံစားရမှာမဟုတ်ဘူးစိတ်နှလုံးအေးချမ်းတဲ့အပျော်အဲ့ဒီအပျော်ကတပါးတို့ကျွန်တော်တို့ကူးစေရ Merry Christmas မန်ဒီရဲ့ Merry Christmas လို့လည်းလက်ပြန်ကျတော့ကြည့်လို့မရတော့ဆိုရင်ဘာမှမထူအဲ့တော့လူတွေဟာနော် Merry Christmas ဆိုတဲ့စကားလုံးတစ်ခုကိုလွယ်နဲ့ပဲကျွန်တော်တို့တို့ပြောကြတယ်နော်ကျွန်တော်တို့နှလုံးသားဟာမငြိမ်းချမ်းပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားဟာဒီစိတ်အေးချမ်းမှုမရှိပေမဲ့လည်းကျွန်တော်တို့နှုတ်ဖျားနေ Merry Christmas ကျွန်တော်တို့လွယ်ကူပြောတာတော့ဒီနေ့ဒီလိုချိန်မျိုးမှာမတရားမှုတွေကိုကျွန်တော်တို့တွေလစ်လျူရှုပြီးတော့ Merry Christmas ဆိုပြီးတော့ကိုဘေးရလူတွေကိုနှုတ်ဆက်ကြတာ Merry Christmas ဆိုတာစကားလုံးတစ်လုံးပဲဒါပေမဲ့သူ့ရဲ့အနှစ်သာရဟာတိကျစဉ်းစားမယ်ဆိုလေးနဲ့ခရစ်တော်ရှင်မွေးဖွားခြင်းကြောင့်ကျွန်တော်ဒီပျော်ရွှင်ခြင်းကိုယူဆောင်တဲ့လက်ဆောင်ဟာကျွန်တော်ရဲ့နှလုံးသားမှာအေးချမ်းစေတဲ့အတွက်ကျွန်တော်နေပြီးတော့အဲ့ဒီပျော်ရွှင်မှုကိုကျွန်တော်ရဲ့အဘေးမှာရှင်းလို့အပျော်ဘူးစေတယ်ဒါကြောင့် Merry Christmas ဆိုတာစကလုံးတစ်လုံးဟာတော့ပေါ့တီမဟုတ်တော့ကျွန်တော်တို့ပေါ့တန်ပြောလို့လည်းမရဘူးသူများရဲ့မျိုးပျော်ရွှင်ခြင်းနဲ့ကယ်ဆယ်ရေးကိုမထွက်နိုင်ဘူးကိစ္စမရှိဘူးကိုရမှာကိုမပျော်ရွှင်ဘူးကိစ္စမရှိဘူး
ဒါနဲ့ကိုယ့်ရဲ့စိတ်နှလုံးသားပျော်ဟာတဘာသူကိုကူးဆက်စေတယ်ဆိုတာကိုယ့်အတွက်ကျွန်တော်တို့အတွက်ကဒါအနစ်ပါရရှိတဲ့ခရစ်စမတ်နှုတ်ဆက်တယ်မျက်နှာပုတ်ပုတ်တူထားတယ်နော်ဒါပျော်ရွှင်တဲ့ခရစ်စမတ်ကိုကျွန်တော်တို့တဘာသူမကူးဆက်စေပါဒါကြောင့်မို့ခရစ်စမတ်ကလာရဲ့ကိုယ့်ရဲ့ပျော်ဟာသူ့ပျော်ဖြစ်စေဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေ Merry Christmas ပြောတာဟာကိုယ့်ရဲ့နှလုံးသားငြိမ်းချမ်းလို့ခရစ်တော်ရှင်ရဲ့ဒီလက်ဆောင်ဟာကျွန်တော်အတွက်ကပျော်ရွှင်လို့ကျွန်တော်ကနေပြီးတော့ကျွန်တော်တကယ်ချင်းတော့ဘေးပါရှိတဲ့အိမ်တွင်တောင်းကျွန်တော်သွားပြီးတော့အဲ့ဒီအပျော်ဘူးစီဖို့ကယ်ရစီဒီနာဖြစ်တော်လကားလှုပ်ဆက်ခြင်းအဖြစ်တော်ကျွန်တော်တို့လှုပ်ဆောင်တာဖြစ်တယ်လှုပ်ဆက်တာဖြစ်ဘာသာကြောင့်ဒီခရစ်စမတ်ခရစ်တော်ရဲ့မွေးနေ့ဟာကျွန်တော်တို့အတွက်အတိတ်ပဲရှိလားကိုပြန်စဉ်းစားဖို့လို့တော့တစ်ချိန်တစ်ခါကကျွန်တော်တို့တွေနော်ရက်တကလဲပြီးတော့တစ်ချင်းအော်ဟစ်ဆိုပြီးတော့နော်ကျွန်တော်တို့ဒီခရစ်တော်ရဲ့တည်ကောင်းကိုဝေပြခဲ့ဖူးတယ်ဒီနေ့ဒီချိန်မှာဟောကျွန်တော်တို့တွေအဲ့လိုမျိုးဝေမျှမှပျော်တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုရင်ဒါဟာလွေမာတဲ့ဝေခေါ်တစ်ခုပဲခရစ်စမတ်ကာလာစာဒီလိုမျိုးပြင်ပပျော်ရွှင်မှုထက်ကိုယ့်ရဲ့အတွင်းစိတ်နှလုံးခဏပြောသွားတဲ့စိတ်ရဲ့ငြိမ်းချမ်းခြင်းစိတ်ရဲ့နှလုံးသားပျော်ရွှင်ခြင်းကိုကျွန်တော်တို့တွေတဘာသူကိုနော်ကူးဆက်စေတာဟာလေဒီနေ့ခရစ်စမတ်ရဲ့နော်အနစ်ပါရမယ်ဒါကြောင့်လို့ဒီနေ့ခရစ်စမတ်မှာ2025ခရစ်စမတ်ကာလမှာကျွန်တော်တို့ချစ်စီရဲ့အပျော်ဟာနော် Merry Christmas ဆိုတဲ့နှုတ်ဆက် Christmas နှုတ်ဆက်ချာဖြစ်တပါးသူခရစ်တော်ရဲ့နော်ယူဆောင်လာပြီးတဲ့မွေးနေ့လက်ဆောင်ပျော်ရွှင်ခြင်းတွေကူးဆက်နိုင်ဖို့ကျွန်တော်တို့တွေနော်ပြန်လည်ကျွန်တော်တို့ဒီသူ့ကိုသူနော်ဆုတောင်းပေးကြမှာဖြစ်တယ်